တကောဟာချိုးဟာမင်းတစ်ချင်းမှမပေါက်ကန်နဲ့ဖလိုကွာချိုးမနေစောက်ကွက်ကိုထိုးမှချွတ်နေရမှာနေပူမချွတ်နေရမှာမိုးရွာပေါ်ပင်းနေလုံးမင်းတို့ပေါ်ပင်းနေလုံးပြောချင်တာဟုတ်ဆိုလဲဟာနာရိုက်ပါတိုက်ဒါမှမိုက်မှာမင်းတို့ချင်းကကင်မပါတော့ငါကမတိုက်ပါတက်ကလက်ထောင်းပြီးတော့မင်းကိုခါတရားလိုက်မှာအဲ့ဒါတော့ပါတဲ့တော်ဝရိုက်ကွာပေါ်ပင်းနေနဲ့မင်းတို့ရောက်တလားမင်းတို့ချင်းကတစ်တော်မှာပဲပေါက်တလားမင်းမရှိတဲ့ပတ်စံကအများဆုံး900 600လားဖလိုညာကကျွဲဟဲ့အောင်ရိုးသားရမယ်မင်းတို့ထမင်းစားတာဆိုရင်တော့ငါပြောတဲ့တေချာလေးစဉ်းစားကွာမင်းတို့ကပေါ်ပင်နေနားထောင်ပြီးတော့ငါလဲကွာစောက်ရမ်းကြီးတင်းသွားတာကျန်တဲ့လိုက်လွင်ပြီးရှင်းသွားကွာမင်းတို့ရဲ့ပေါက်ရတဲ့ချင်းကွာဒုတိယဆောက်ပေါင်းထူတာထမထောက်ပြချင်းကွာမင်းတို့ရဲ့ grand locker တဲ့ဘလောက်လို့ချင်းတို့ဘလောက်လိုက်ရှင်းတာငါပြောတာလည်းမရှင်းတဲ့ရင်တော့နောက်မှရှင်းကွာစောရင်တိုင်းဘဲရင်တိုင်းမင်းတို့ချင်းတရေတဲ့ကြိုက်မှာအဲ့လိုမျိုးလွှဲနေကြမှာမင်းတို့ကချို့တော့ကဝိုင်းပြီးတော့ဆန်းနေလိုက်ကြအဆိုတော့ငါရှင်းမှာပဲတမလင်ခွေပြီးတော့ညံနေလိုက်ပါ 뭐하고